ရဲ့ဖုန်းထဲမှာ Gmail အကောင့်တွေအများကြီးရှိနေရဆိုလို့ရှိရင် Gmail အကောင့်တွေကိုကျွန်တော်တို့3မိနစ်အတွင်းမှာ Gmail အကောင့်ဖြတ်တဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှဝေပေးပါမယ်ပထမဆုံးအနေဖြင့် Xiaomi Redmi တွေရဲ့ဖုန်းရဲ့ setting တွေကိုကျွန်တော်တို့ဝင်လိုက်ပါဖုန်းရဲ့ setting တွေကိုအရင်ဝင်လိုက်ပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိနေကျွန်တော်တို့ဒီမှာ set setting ရှိရအောင်เนาะအပေါ်ဆုံးက setting bar လေးကိုတစ်ချက်ကျွန်တော်တို့ကနေပြီးတော့ GOOGLE ဆိုပြီးတော့ Google ဆိုပြီးကျွန်တော်တို့ကတစ်ချက်ရိုက်လိုက်ပါအဲ့လိုရိုက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အပေါ်ဆုံးမှာရှိနေတဲ့ Google additional setting အကောင့်ပေါ့เนาะအဲ့လိုလေးပေါ်လာလိမ့်မယ်အဲ့ထဲကိုကျွန်တော်တို့ကနေပြီးတော့တစ်ချက်ဆက်ပြီးတော့ဝင်ပေးပါဝင်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Google အကောင့်တွေကိုကြာလာပါလိမ့်မယ်အဲ့ထဲမှာကိုမလိုချင်တဲ့အကောင့်ရှိရဲဆိုလို့ရှိရင်အဲ့အကောင့်ကိုကျွန်တော်တို့ကနေပြီးတော့တစ်ချက်လက်ကလေးထောက်လိုက်ပါပြီးလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုကျွန်တော်တို့ကနေပြီးတော့ Google အကောင့်ကိုမလိုချင်လို့ဖြတ်ချင်တယ်ဆိုရင် more ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်အောက်မှာရှိနေတဲ့ remove အကောင့်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်ပြီးတော့ remove အကောင့်ဆိုတာကိုဖယ်လိုက်ပါဖယ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိနေတဲ့ Google အကောင့်5ကောက်ကနေ4ကောက်ပဲရှိတော့ရပါတော့အဲ့တော့ကိုယ့်ရဲ့ Gmail ကိုသွားစစ်လို့ရှိရင်လည်းအဲ့လိုပဲအဲ့တော့ကျွန်တော်တို့ Google အကောင့်ကိုအလွယ်တကူဒါဖြတ်တဲ့နည်းလေးပေါ့နော်ကိုဖုန်းထဲမှာကျွန်တော်တို့ Gmail အကောင့်တွေများနေရဆိုလို့ရှိရင်အလွယ်တကူဒါပေါ့စက္ကန့်ပိုင်းတွင်ဖြတ်တဲ့နည်းလေးပါဒီနည်းလေးကိုလုပ်ကြည့်ပါအားလုံးပဲဆင်ပြေမှာပါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်